ဆရာတို့ရေမင်္ဂလာပါဆရာတို့သွားရင်လာရင်နဲ့နားထောင်လို့ရအောင်လို့ဗီဒီယိုအတူလေးတစ်ပုတ်ပေါ့ပေါ့ပါပါလေးနားထောင်လိုက်ရအောင်အချိန်က3မိနစ်ဒါမှမဟုတ်5မိနစ်လောက်ထိပဲရှိမှာပါrush တွေထွက်လာပြီဆိုလို့ရှိရင်ဘာလိမ့်စေးပေးရမလဲဘာ treatment ပေးရမလဲဆိုပြီးတော့အရင်ဆုံးစဉ်းစားမိတတ်ကြတယ်ဒီ rush တွေကိုပျောက်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့အရင်ဆုံးစဉ်းစားမိတတ်ကြတယ်အဲ့တော့ဒီ symptom တွေနဲ့တွဲနေပြီအခုပြောခဲ့တဲ့ symptom 8ချက်နဲ့တွဲနေပြီဆိုလို့ရှိရင်တော့ rush ကိုtreat လုပ်ဖို့ထက်သူ့ရဲ့ဒီ systemic life threatening condition တွေကိုရှာဖို့ treat လုပ်ဖို့ပို့ပြီးတော့အရေးကြီးတယ်ဆိုတာလေးကိုပြောပြချင်တာပါနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အမှန်တော့ဒီ platform ကကြတော့လေဒီ education အတွက်ကတိတ်အဆင်မပြေတော့ဘူးအဲ့တော့တခြား platform တွေမှာလည်းရှိပါတယ်လို့ဒီနာမည်နဲ့ပဲဒေါက်တာခင်မိုးဦးနဲ့ပဲတခြား platform တွေမှာလည်းရှိပါတယ်သုံးလို့ရတဲ့လောက်တော့သုံးနေပါအောင်မယ်အမှန်ဆိုဒီလိုဗီဒီယိုမျိုးဆိုလို့ရှိရင်ပုံနေနဲ့ဝေးဝေးဆာဆာထည့်ချင်တယ်ဒါပေမဲ့ဒီ platform ကအဆင်မပြေတော့ဘူးအဲ့တော့တခြား platform တွေမှာလည်း join ပေးထားကြပါအောင်လို့rush ပေါ့ခဏကိုတနေရရမှာ rush ပေါ်လာမယ်ခေါင်းမှာပဲဖြစ်ဖြစ်ခဏဒီကြောကုန်းမှာပဲဖြစ်ဖြစ်လက်မောင်းတွေမှာပဲဖြစ်ဖြစ်တကွက်ထဲလည်းဖြစ်မယ်အကွက်တွေအများကြီးလည်းဖြစ်မယ်ပြီးွားရင်သူက sudden onset ဖြစ်မယ် sudden onset ဆိုတာဒီတစ်ရက်နှစ်ရက်ပဲရှိသေးတယ်အကွက်တွေထလာတာအနီကွက်ဖြစ်မယ်အညိုကွက်ဖြစ်မယ်အရင်နှုံးတဲကလည်းဖြစ်ဖူးတဲ့ဟာလည်းဖြစ်မယ်အဲ့တော့ဘလို့လက္ခဏာတွေနဲ့တွဲလို့ရှိရင်အရေးကြီးတယ်လေဘလို့လက္ခဏာတွေရှိလို့ရှိရင်သတိထားမလဲဆိုတာကိုဆက်ပြီးတော့ပြောသွားပါမယ်ဒီဟာလေးကစာလေးနည်းနည်းကိုယ်သွား sorry နံပါတ်1ချက်ကတော့ fever rash ပေါ်လာတယ်ဖျားမယ်ဒါဆိုလို့ရှိရင်အရေးကြီးတယ်အဖျား101ရှိမယ် more than 38.5 degree celsius ရှိမယ်သူက rash နဲ့တွဲမယ်ဆိုလို့ရှိရင်severe infection တစ်ခုဖြစ်နိုင်တယ်bacteria or viral or something တစ်ခုပေါ့နောက်တစ်ခါကျတော့ drug reaction တစ်ခုဖြစ်နိုင်တယ်တခြား systemic symptom တွေလည်းရှိနိုင်တယ်drug reaction ဆိုတာဥပမာ drug syndrome တို့လိုဟာမျိုးsepsis တို့လိုဟာမျိုး Steven Johnson တို့လိုဟာမျိုးအဲ့ဒါဆိုလဲသူက rash တွေနဲ့လာတယ်example ကကြတော့ meningococemia ဒါကတော့တော်တော်များများသိကြတယ်နည်းနည်းawareness ရှိတဲ့ meningococemia ပေါ့တခြားဟာတွေလည်းဖြစ်နိုင်တယ် toxic shock syndrome တို့drug syndrome တို့measles ရဲ့ early stage မှာဆိုလို့ရှိရင်လည်း rash နဲ့ fever နဲ့လာနိုင်တယ်အဲ့တော့ rash တွေထွက်လာတဲ့ fever လည်းရှိတယ်ဆိုလို့ရှိရင်တော့ဒါ reflex signs တစ်ခုဖြစ်သွားပြီနောက်တစ်ချက်ကတော့ hypotension pressure ကျနေတယ်or ဒါမှမဟုတ် signs of shock ရှိနေတယ်rash တွေနဲ့လာတယ် pressure တိုင်းလိုက်တဲ့ခါမှာဆိုရင်ပုံမှန်ထက်နည်းနေတယ်အဲ့ဒါဆိုလို့ရှိရင်သူက sepsis ကြောင့်ရတဲ့ဒီ low blood pressure hypotension ဖြစ်နိုင်တယ်တခြား signs of shock တွေလည်းကြည့်ရမယ်ဒီ heart rate မြန်နေတာမျိုးcold and clammy ဖြစ်နေတာမျိုးဒီ generalized vasodilation ကြောင့်ဖြစ်တတ်တဲ့ဟာမျိုးပေါ့ဒါဆိုလို့ရှိရင်လည်းသူကmedical emergency တွေဝင်သွားပြီးတော့နောက်တစ်ခါတော့ tachycardia rash လည်းရှိမယ် heart rate ကလည်းမြန်နေမယ် tachypnea rash လည်းရှိမယ် rapid breathing လည်းရှိနေမယ်ဒါဆိုရင်တော့ signs of systemic inflammation တနေရာမှာ organ dysfunction ဖြစ်နေနိုင်တယ်ဒါဆိုအရေးကြီးသွားပြီmental status ပေါ့ auto mental status ဒါလည်း danger sign နဲ့မှာပါတယ်confusion တို့ lethargic တို့ဒီဟာလည်းရှိပြီ rash တွေလည်းထွက်လာတယ်ဒီရက်ပိုင်းကျမှconfusion ရနေတာမျိုး lethargic ရနေတာမျိုးဒါဆိုလို့ရှိရင်တော့ဒီ nervous system involvement ရှိနိုင်တယ်sepsis မှာလည်းဖြစ်နိုင်တယ် example ကတော့ meningitis တို့ encephalitis တို့လိုမျိုးတချို့ဟာတွေကြတော့rash မထွက်တာတွေလည်းရှိတယ်severe pain rash ကespecially out of proportion to rash appearance လို့ပြောတယ်အနာကြီးကပြဲနေလို့နာတာမျိုးမဟုတ်ဘဲနဲ့severe pain ရနေတာအဲ့ဒါဆိုလို့ရှိရင်တော့သူက can indicate necrotizing fasciitis ဖြစ်နိုင်တယ် severe cellulitis လည်းဖြစ်နိုင်တယ်severe cellulitis ကacute onset ဖြစ်တယ်တချို့ဒီခြေထောက်ကနာနေတာမျိုးကိုက်နေတာမျိုးရှိတယ်အနာကအလောက်မကြီးသေးဘူးဒါပေမဲ့
ပိန်းရများနေတယ်ဆိုလို့ရှိရင်တော့နောက်ရက်ဆိုလို့ရှိရင် cellulitis ဆိုးဝါးဝါရနိုင်တယ်။ကင်ကြီးလို့ရှိရင်နှွေးနေတယ်။ဒါဆိုလို့ရှိရင်တော့ danger signs တွေမှာပါသွားပြီ။နောက်တော့ဒီ underlying nerve involvement ရှိတဲ့ herpes zoster လို့ဟာမျိုးဆိုလို့ရှိရင်တော့လေသူက significant pain ရတတ်တယ်။ herpes zoster ဆိုလို့ရှိရင်တော့သူကrash တွေမထွက်ခင်နဲ့ရှေ့ရက်တွေက pain ကအရင်လာတာခြေထောက်ကိုက်တယ်ပေါင်ကိုက်တယ်ခါကိုက်တယ်ပြီးတော့နောက်ရက်ကျတော့မှ rash ထွက်လာတယ်ဒါလို့ဆိုလို့ရှိရင်လည်းသတိထားရမယ်ပေါ့နောက်တော့neck stiffness ရှိသလား headache ရှိလား neck stiffness ရှိလားဒါဆိုရင်တော့ rash လဲထွက်တယ်ဆိုရင်တော့ meningeal irritation လဲရှိနေပြီဆိုတော့meningococemia ဖြစ်တော့မယ်နောက်တစ်ချက် arthralgia joint pain တွေရှိနေမယ်အဲ့ဒါဆိုရင်တော့ systemic infection ရှိနိုင်တယ် drug reaction တွေဆိုလို့ရှိရင်လဲ joint pain တွေလာတယ် autoimmune disease တွေရဲ့ acute onset တွေမှာလဲလာတယ် SLE တို့လိုမျိုးတခြား vasculitis လိုမျိုးနောက်တစ်ချက်ကကြတော့ lymph adenopathy အကျိတ်တွေထွက်နေတယ် swollen lymph node တွေနဲ့လာတယ်အဲ့ဒါဆိုလို့ရှိရင်လည်းအရေးကြီးတယ်ပါသွားပြီပေါ့အဲ့တော့ဒီအချင်းချုပ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် rash တွေထွက်လာပြီဆိုလို့ရှိရင်ဘာလိမ့်စေးပေးရမလဲဘာ treatment ပေးရမလဲဆိုပြီးတော့အရင်ဆုံးစဉ်းစားမိတတ်ကြတယ်ဒီ rash တွေကိုပျောက်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့အရင်ဆုံးစဉ်းစားမိတတ်ကြတယ်အဲ့တော့ဒီ symptom တွေနဲ့တွဲနေပြီအခုပြောခဲ့တဲ့ symptom ၈ချက်နဲ့တွဲနေပြီဆိုလို့ရှိရင်တော့ rash ကိုtreat လုပ်ဖို့ထက်သူ့ရဲ့ဒီ systemic life threatening condition တွေကိုရှာဖို့ treat လုပ်ဖို့ပို့ပြီးတော့အရေးကြီးတယ်ဆိုတာလေးကိုပြောပြချင်တာပါနောက်ထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အမှန်တော့ဒီ platform ကကြတော့လေဒီ education အတွက်ကတိတ်အဆင်မပြေတော့ဘူးအဲ့တော့တခြား platform တွေမှာလည်းရှိပါတယ်လို့ဒီနာမည်နဲ့ပဲဒေါက်တာခင်မိုးဦးနဲ့ပဲတခြား platform တွေမှာလည်းရှိပါတယ်သုံးလို့ရတဲ့လောက်တော့သုံးနေပါအောင်မယ်အမှန်ဆိုဒီလိုဗီဒီယိုမျိုးဆိုလို့ရှိရင်ပုံနေနဲ့ဝေးဝေးဆာဆာထည့်ချင်တယ်ဒါပေမဲ့ဒီ platform ကအဆင်မပြေတော့ဘူးအဲ့တော့တခြား platform တွေမှာလည်း join ပေးထားကြပါအောင်လို့